အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပဲခူးမြို့မှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ကိုကျွန်တော်ခေါ်တော့မှာဖြစ်ပါတယ်ဒီဆိုင်ကတော့ရန်ကုန်ပဲခူးလမ်းမဘေးနားလေးမှာရှိတဲ့စီဖူးဆိုင်လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နဲ့အတူတူသွားကြည့်ရအောင်ဒီဆိုင်လေးနာမည်ကတော့ပဲခူးဟီဘန်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကတော့ပဲခူးသူပဲခူးသားတယ်ဆိုရင်အားလုံးသိကြမယ်လို့ထင်ပါတယ်ခင်ဗျာဆိုတော့အပေါ်ထက်ကိုတက်ကြည့်ရမယ်နော်ဆိုတော့အပေါ်ထက်မှာကျတော့သူကဒီ view လေးကအရန်လှတယ်ပေါ့နော်ပဲခူးမြို့ကိုပဲခူးမြို့ရဲ့ဒီလမ်းမဘေးမှာကြည့်လို့ရတယ်ပေါ့နော်ဒါလေးကတော့မန်းထားတဲ့နေရာလေးပါညဘက်ဖြစ်တဲ့အတွက်ကြောင့်သူကဒီနေရာလေးကလည်းအေးအေးဆေးဆေးလေးနဲ့အရန်ကို relax ဖြစ်တယ်ပေါ့နော်ကျွန်တော်နဲ့ဒီမှာရှိတဲ့နေရာလေးကိုအကုန်လိုက်ပြီးဆက်ကြည့်ရအောင်ခင်ဗျဆိုတော့ကျွန်တော်ကလေဒီမှာစားတော့တဲ့မှာဒီပတ်ဝန်းကျင်ရှိနေတယ်လို့ကြည့်တော့အရန်ကိုနေလို့ထားလို့ဒီအစီအစဉ်နောက်ပြီးတော့ဒီလမ်းမဘေးဖြစ်တဲ့အတွက်ကြောင့်အရန်ကို relax space ဆိုတယ်ပေါ့နော်ကျွန်တော်ကတော့အစားသားမှာပါတယ်ဒီလေးကြည့်နေတော့ဒီလေးတက်ခဲ့ပါတယ်ခင်ဗျဆိုတော့ကျွန်တော်နဲ့အတူတူဒီကပြီးသွားပြီဆိုတာနဲ့အစားအသောက်တွေဒီထက်မှကြည့်ရအောင်ခင်ဗျဒီ news လေးကတော့ပြည်လေးစာမျိုးစုံရပါတယ်ခင်ဗျအားလုံးပဲကိုစိုက်နေတက်ရကိုမှာပြီးတော့သုံးဆောင်လို့ရပါတယ်ကျွန်တော်ကတော့ကိုစားကြင်တာလေးတွေစားပြီးတော့ပါပြီဝိုင်းအဖွင့်လေးရတာဘီယာအေးအေးလေးဖြစ်ပါတယ်ပင်လေးစာတုံရမ်းဖြစ်ပါတယ်မုံဖန်းမြင့်တုပ်ဖြစ်ပါတယ်ဒါလေးကတော့စက်သားချိုချင်းဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့အာလူကြွားလေးပါကျွန်တော်ဘီယာလေးနဲ့မြည်လို့ရအောင်ဆိုပြီးတော့မှားထားတာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်မှားထားတဲ့ဟာလည်းအကုန်ဆုံးပြီးဆိုတော့ကျွန်တော်စပြီးတော့သုံးဆောင်ပါတော့မယ်အားလုံးတူတူလိုက်ပြီးတော့သုံးဆောင်ကြပါခင်ဗျာပင်လေးစာတုံရမ်းကတော့အရှမ်းကောင်းပါတယ်ခင်ဗျာတက်ချိုချင်းဆိုရင်လည်းအရင်စားလို့ကောင်းပါတယ်မုံဖက်တုပ်ကတော့အရင်ကြိုက်တယ်နော်ဆိုတော့ဒီဆိုင်မှာအရသာတော်တော်များများကအရင်ကောင်းပါတယ်ဆိုတော့ကိုကြိုက်တဲ့ဟာကိုတက်နဲ့တက်ရဖို့မှာပြီးတော့တောင်းဆောင်လို့ရတယ်ဆိုတော့အကြောင်းပြောချင်တာပါခင်ဗျကျွန်တော်ကလည်းအများကြီးစားခဲ့ပါတယ်ပြည်ရင်စားကြိုက်တဲ့သူဖြစ်တဲ့အတွက်အများကြီးစားခဲ့ပါတယ်ကျွန်တော်အများကြီးစားပြီးတော့အင်ဂျီလန်လိုက်တဲ့အချိန်မှာဘိုက်ခောက်ကကျွန်တော်တစ်တောင်လောက်ထွက်နေပါတယ်ဘေးရှင်းတဲ့အချိန်မှာဈေးကနည်းနည်းများပါတယ်ဒါပေမဲ့စားရတဲ့ taste တွေနဲ့ compare လုပ်လိုက်တဲ့ခါကျတော့အဆိုးပါဘူးပေါ့နော်ဆိုတော့အားလုံးကိုစားဖို့အတွက် recommend ပေးပါတယ်ခင်ဗျာအားလုံးပဲတတာပါ